တနေ့မှာတောကစားထွက်လာတဲ့ဘုရင်ကရွာအနီးမြက်ခင်းတွင်သူ့အုပ်ကြီးကိုတွေ့လိုက်ရသဖြင့်သူနှင့်အတူမြင်းစည်းကဘီးရင်ရှင်လိုက်လာသောပညာရှိအမတ်ကြီးကိုမေးလိုက်လျင်အမတ်ကြီးဘယ်မှကြည့်လိုက်သိုးတွေကအုပ်စုလိုက်တွေ့ရတယ်နော်ခွေးတွေကိုတော့ဘာဖြစ်လို့အဲ့ဒီလိုအုပ်စုလိုက်မတွေ့ရတာလဲလို့မေးလိုက်တယ်မှန်လားပါအရှင်မင်းကြီးရဲ့မိကုံးကိုမရက်ဖြန်မှဖေပြရစီရှင်ဘုရားတို့ဆိုတော့ကောင်းပြီလေအဲ့ဒီနေ့နန်းတော်ကိုပြန်ရောက်လာတဲ့ညနေတွင်အမတ်ကြီးကအခန်းတစ်ခန်းကိုပြင်ဆင်စေတဲ့အခန်းတစ်ခန်းထဲတွင်အသားပုံကြီးတစ်ပုံကိုချထားပြီးခွေးအကောင်20ကိုထည့်ကာတော့ပိတ်ထားလိုက်တယ်အခြားခန်းထဲတွင်မျက်ထုံးများကိုရှာကာသူ့အကောင်20ကိုအခန်းတွင်မောင်းတင်ပြီးတကားပိတ်ထားလိုက်တယ်နောက်တစ်နေ့မနေ့ရောက်တော့အမတ်ကြီးကသူစီမံထားတဲ့အကြောင်းအရာကိုမင်းကြီးကလျှောက်တင်ကအခန်းများစီသို့ခေါ်လာခဲ့တယ်ပထမဖွေးတွေထည့်ထားတဲ့အခန်းကိုဖွင့်လိုက်တယ်ဘုရင်ကြီးကအံ့ဩသင့်သွားတယ်ဖွေးတွေအလုံးအသက်ပြောင်းနေသည်အခန်းလယ်တွင်ချထားတဲ့အသားပုံကြီးကနေရာမပြတ်ရှိနေတယ်ဖွေးတစ်ကောင်များအသားပုံကိုစားသွားပုံမပေါ်နောက်တစ်ခန်းကိုဘုရင်အားခေါ်ပြီးဖွင့်ကြည့်ကြတယ်တိုးတွေအလုံးလဲလောင်းကအိပ်ဆက်နေကြတယ်အခန်းလယ်တွင်ချပေးထားတဲ့မြက်တွေလည်းမရှိတော့ဘူးထိုဖြစ်ပျက်များကိုဘုရင်ကြီးကအမတ်ကြီးကပြသပြီးနောက်ခွေးတွေဟာသူတို့ကိုကျွေးထားတဲ့အသားတွေကိုတစ်စက်မျှမစားရပဲဒီကုန်ကြရခြင်းမှာတစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကတကူကောင်းဆန်ခြင်းကြောင့်ပါဗျာတိုးတွေကတော့အေးချမ်းစွာမျှဝေစားတောက်တတ်သည့်အလေးထားကြောင့်အသက်ရှင်ကနေထိုင်နိုင်ခြင်းဖြစ်ကြောင်းပါဗျာဟုလျှောက်တင်လေတယ်ခွေးများသည်အုပ်စုလိုက်ဖွဲ့ကနေထိုင်တတ်သောအလေးထားနည်းလေသည်အကောင်နည်းနည်းစုမိလျင်ပင်ပြဿနာရှာကမန်းဖီတတ်သည်အစားအစာအတွက်ဆိုလျင်ခွေးများသည်တစ်ကောင်နှင့်တစ်ကောင်မညာမတာကြိုက်ကြမန်းဖီတတ်ကြသည်ရှေးလူကြီးများကဖွေးလိုမနေနှင့်တိုးတွေလိုနေဟုဆုံးမကြခြင်းမှာတစ်ကောင်နှင့်တစ်ကောင်မကြိုက်ဘဲငြိမ်းချမ်းစွာဖြင့်အတူတကွမျှဝေတတ်သောစိတ်ရှိသည့်လူပေါင်းအဖွဲ့အစည်းသည်သာတိုးတက်စီပင်ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကိုပြောဆိုခြင်းဖြစ်သည်ခွေးတွေလိုငါအတွက်ငါဟာငါဥစ္စာဆိုပြီးလောဘတက်ကြိုက်လျင်တည်ကြမည်အတ္တလောဘနှင့်တကူကောင်းစိတ်ဝိသူများသည်ခွေးစရံနှင့်တူပေသည်တိုးတွေလိုမျှဝေစိတ်ထားလျင်ရှင်ကြမည်သူ့ဘက်ကိုယ်ဘက်သူ့အတွက်ကိုယ်အတွက်မျှတစွာနေထိုင်သူသည်တိုးစရံနှင့်တူပေသည်